မင်္ဂလာပါဒီနေ့ကျွန်တော်ရောက်ရှိတဲ့နေရာတော့လယ်ဝေးမြို့နယ်ရွှေဦးမင်းရွာကကျွန်တော်တို့ခရမ်းခင်းဖြစ်ပါတယ်ဒါကျွန်တော်တို့ကျောင်းဆရာရဲ့ခရမ်းခင်းမှာကူချိုထေးတော့ဒီခရမ်းခင်းကကျွန်တော်တို့စောပိုင်းတုန်းကခရမ်းခေါင်ညွန့်ထိုးဖို့တွေမနိုင်မနှင်းကြတဲ့နေရာဖြစ်ပါတယ်ဒီစောပိုင်းကလည်းကျွန်တော်တို့ဒီခေါင်ညွန့်ထိုးဖို့တွေတော်တော်ကိုစူးဝါးကြထားတဲ့အနေထားပါဒါကိုကျွန်တော်တို့ဒီပါတီစာပန်ကိုကျွန်တော်စေတမုတ်ဖို့ 50cc နဲ့ကျွန်တော်တို့ဒါကျွန်တော်တို့စေချာဝင်ပြီးတော့ဒါခေါင်းညွန့်ထိုးဖို့ကိုနိုင်နင်းနဲ့ဒါလက်တွေ့မြင်နေတဲ့အနေထားတိုင်းကျွန်တော်ခေါင်းညွန့်ထိုးဖို့မရှိသလောက်ကိုကျွန်တော်တို့အကုန်ရှင်းသွားတာတွေ့ရပါတယ်နောက်ထူးခြားတာကျွန်တော်ပါတီစာပန်ကျွန်တော်တို့ 50cc နဲ့ဖြန်းတဲ့ဖြန်းပြီးနောက်ပိုင်းမှာကျွန်တော်အညွန့်နေရောရမ်းအရွက်ရဲ့အယောင်အသွေးပါဒီစိတ်ညို့လာတာတွေ့ရပါတယ်ဒါပိုးနိုင်တာလားဒါမှမဟုတ်နောက်ဆက်တွဲကျွန်တော်တို့အပင်ရဲ့ဇီဝကမ္မကိုကျွန်တော်တို့မြင့်တင်ပေးတဲ့အနေအထားမျိုးလားဒါကျွန်တော်တို့မသိနိုင်ပေမဲ့လက်တွေ့အမြင်ရတော့အပင်တွေစိမ့်ဆူလာတာတွေ့ရမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့ဂျားထဲမှာဒီပါတီစာဖာနဲ့ဆိုရင်ဂျားထဲမှာကျွန်တော်တို့ကဒီအီမာမဒင်နဲ့အစီတာမီပရိလောက်ပဲဂျားထဲမှာလှည့်တာပေါ့နော်အချိန်ကြီးအများဆုံးကတော့ပါတီစာပန်ဖြစ်ပါတယ်အဲ့တော့ဒီခရမ်းခေါင်ညွန့်ထိုးဖို့ကပါတီစာပန်နဲ့လုံးဝကျွန်တော်တို့ဘောင်းစွာနေနေနိုင်တဲ့အနေအထားဖြစ်ပါတယ်တော့တခြားစီးတွဲနေနေရတော့အစီတာမီပရိနဲ့အီမာမဒင်လဲနိုင်တော့နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ကပါတီစာပန်နဲ့ကပို့ပြီးတော့ကာဝယ်မှုတဒန်းပို့ပြီးတော့ကြာတယ်လို့လက်တွေ့မြင်တဲ့အတိုင်းပဲအပင်ရဲ့ဇီဝကမ္မကိုလည်းပဲကျွန်တော်တို့စိမ့်ပြီးတော့အညွန့်တွေကိုကျွန်တော်တို့လက်ဆက်နဲ့ကိုမြင်ရမှာဖြစ်ပါတယ်ဒီအနေထားမျိုးလေးကိုပြရင်လို့ဖြစ်ပါတယ်ဆေးဖြောင်းမိုးဖို့ 50cc နဲ့ကျွန်တော်တို့ပါတီစာပန်ဖြစ်ပါတယ်ကာဘိုစာပန်မှာအားလုံးကျေးဇူးတင်ပါတယ်